မင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ကြရအောင်ခေါင်းဆောင်ဒီအဖွဲ့အစည်းတွေကလူတွေကိုတကယ်တမ်းစိတ်ကထက်သန်လောင်ဘယ်လိုဆွဲဆောင်ကြသလဲဆိုတာပေါ့ဟုတ်ကဲ့ Simon Sinek ရဲ့ Start with Why စောက်ကိုအခြေခံပြီးတော့လေအဒီကလေ့လာသုံးသပ်ကြည့်ကြမှာပါကောင်းတဲ့ idea ပဲဆိုတော့လေလူတွေကိုခဏတာလက်စောတာမျိုးနဲ့ရေရှည်တကယ်ကိုစိတ်ရထက်သန်အောင်လုပ်နိုင်တာဘယ်လိုကွာသလဲဟိုဟာလေ Why နဲ့စတင်ခြင်းကဘယ်လိုထိအရေးပါတယ်အစွမ်းထက်လေဆိုတာကိုနားလည်ဖို့စ조사ကြည့်ကြတာပေါ့ဟုတ်ပါတယ်စဉ်းစားကြည့်လေ Apple လို့ company မျိုးကြတော့ customer တွေကအញ្ញသစ္စာရှိကြတယ်ဟုတ်တယ်တခြား company တွေကြတော့အလားတူ product တွေနဲ့တော့ရုန်းကန်နေရတာမျိုးတွေရှိရလေအဲ့ဒါဘာကြောင့်လဲပေါ့အဲ့ဒါစိတ်ဝင်စားစရာမေးခွန်းပဲစစ်နက်ကဒါကိုရှင်းရှင်းလင်းလင်းပြောထားတာရှိရနော်ရှိတာပေါ့သူကအဓိကကွာခြားချက်ကိုထောက်ပြရတယ်လူတွေရဲ့အပြုအမူကိုပြောင်းလဲစေခြင်းရင်းနီးတာနှစ်မျိုးရှိတယ်တဲ့တခုကလှည့်ဖြောင်းမှု manipulation ပေါ့manipulation နောက်တစ်ခုကစိတ်အားထက်သန်လုပ်တာ inspiration ဆိုတော့လှည့်ဖြောင်းမှုဆိုတာကခဏတာအတွက်ပဲယာယီသဘောပဲဟုတ်ပါရေးဒီ short တာတော့ကြောက်အောင်လုပ်တာတော့မျောလင်းချက်အကြီးကြီးတွေပေးတာမျိုးလူများစုနှောင်လိုက်ခိုင်းတာဒါမှမဟုတ်ဟွာလေအတိအဆန်းစပြီးဆွဲဆောင်တာမျိုးတွေပေါ့ခဏတော့အလုပ်ဖြစ်ပုံရတယ်ဟုတ်တယ် GM ကားကုမ္ပဏီကငွေပြန်အမ်းတဲ့အစီအစဉ်တွေလုပ်ခဲ့ဘူးတယ်လေဟုတ်ရေတိုမှာတော့ကားလီရောင်းရတာပေါ့ဒါပေမဲ့နောက်ဆုံးတော့အဲ့ဒါကကုမ္ပဏီရဲ့အမျက်ကိုထိခိုက်ရောရေရှည်မှာအခြေခိုင်ဖို့ခက်သွားစေတယ်ဆိုတော့ဒါရေရှည်ခန်းနဲ့နီလာမဟုတ်ဘူးလို့ဆိုလိုတာပေါ့လေအတိအကျပဲစိတ်အားထက်သန်ခြင်း inspiration ကြတော့လုံးဝကိုကွယ်ပြားတယ်ဒါကလူတွေကိုမင်းတို့ဒါလုပ်ရမယ်ဆိုပြီးဖိအားပေးတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကငါတို့ဒါကိုလုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးဖြစ်လာအောင်ဖန်တီးပေးတာကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့ why ကိုဝေမျှလိုက်တဲ့အခါအဲ့ဒီ why ကိုတူညီစွာယုံကြည်တဲ့သူတွေကကိုနောက်ကိုလိုက်လာကြတော့ဒါကပူပြီးခိုင်မာတဲ့ဆက်ဆံရေးဖြစ်သွားတာပေါ့ဟုတ်တယ်ဒါကရေရှည်တစ္ဆာဆောင်တည်မှုတိဆောက်ပေးတယ်Southwest လီကြောင်လိုင်းဥပမာလို့ပါSurface သူတို့ကဘယ်လိုဖြစ်ခဲ့တာလဲသူတို့ company အခက်ခဲဖြစ်တဲ့ချိန်တုန်းကလေ customer တွေသူတို့ကိုယ်တိုင်ပိုက်ဆံတွေပြန်ပို့ပြီးကူညီကြတဲ့အထိပဲဟာတကယ်လားတကယ်အဲ့လိုမျိုးယဉ်နီးမှုတစ္ဆာဆောင်တည်မှုမျိုးကလက်ဖြာမှုနဲ့ဘယ်တော့မှမရနိုင်ဘူးဝယ်လို့ရတဲ့အရာမဟုတ်ဘူးလေရယူရတာဒါကို Sinek ကရှင်းပြတဲ့ရွှေအောင်ဆက်ဝိုင်း The Golden Circle သဘောတရားကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်အလွာသုံးခုဖာလဲ what ဘယ်လိုလဲ how ပြီးတော့အတွေးဆုံးကဘာကြောင့်လဲ why ကုမ္ပဏီတော်တော်များများကအပြင်ကနေစပြောကြတယ်သူတို့ဘာလုပ်တယ်ဆိုတာဥမာကွန်ပျူတာရောင်းတယ်ပေါ့ဟုတ်ပြီးတော့ဘယ်လိုလုပ်တယ်ဆိုတာကောင်းအောင်လုပ်တယ်ဒီဇိုင်းလောက်အောင်လုပ်တယ်စသဖြင့်ပေါ့ what ကနေ how အောင်တွားတဲ့ပုံစံအပြင်ကနေတွင်းကိုဒါပေမဲ့တကယ်တော့လူတွေကိုစိတ်အားထက်တန်စေတဲ့ခေါင်းဆောင်တွေကုမ္ပဏီတွေကတော့ပြောင်းပြန်ပဲအတွင်းဆုံးက why ဆိုတာနဲ့စတင်တယ်သူတို့ရဲ့ရည်ရွယ်ချက်သူတို့ရဲ့ယုံကြည်ချက်ကိုအရင်ဆုံးပြောပြတယ်why ကရင်လာတာပေါ့ဟုတ်တယ်ပြီးမှသူတို့ဘလို့ဟောင်းလုပ်တယ်ဘလို့တံပိုးထားမှုတွေနဲ့လုပ်တယ်ဆိုတာပြောတယ်နောက်ဆုံးမှသူတို့ဘာလုပ်တယ်ဘာ product တွေထုတ်လုပ်တယ်ဆိုတာကိုပြောတာ Apple ကဒီနေရာမှာတကယ်စံပြပဲနော်အတိအကျပဲသူတို့ရဲ့ wine ကဘာလဲဆိုတော့လက်ရှိအခြေအနေကိုစိန်ခေါ်မယ်၊ကွယ်ပြားစွာတွေးခေါ်မယ်၊လူတွေကိုစွမ်းအားမြင့်တင်ပေးမယ်ဆိုတာပဲအဲ့ဒါသူတို့ရဲ့ core beliefs ပေါ့ဟုတ်တယ်အဲ့ဒီ wine ကြောင့်ပဲသူတို့ကကွန်ပျူတာထုတ် iPod ထုတ်ဖုန်းပဲထုတ်နိုင်ပဲထုတ်လူတွေကသူတို့ထုတ်တဲ့ပစ္စည်းကိုဝယ်တာထက်သူတို့ရဲ့ယုံကြည်ချက်သူတို့ရဲ့ wine ကိုဝယ်ယူကြတာဒါဆိုဟိုလေ Dell နဲ့ရှင်ကြည့်ရင်ပိုရှင်းသွားမယ်ထင်တယ် Dell ကသူတို့ဘာလုပ်လဲဆိုတာကိုပဲအဓိကပြောခဲ့တာနော်သူတို့ကကွန်ပျူတာကောင်းနေလုပ်တယ်ဆိုတာဟုတ်တယ် what driven ပေါ့ဆိုသူတို့ MP3 player ထုတ်လိုက်တဲ့အခါလူတွေကသိလမခံချင်ဘူး Dell ကကွန်ပျူတာကုမ္ပဏီလေဘာလို့ MP3 player သွားဝယ်ရမှာလဲဆိုတဲ့အတွေးမျိုးဖြစ်သွားတယ်မှန်တယ်သူတို့ရဲ့ wine နဲ့မချိတ်မိတော့ဘူးလေဆိုတော့ Sinek ပြောသလိုပဲလူတွေကတင်ဘာလုပ်တယ်လဲ what ဆိုတာကိုဝယ်တာမဟုတ်ဘူးတင်ဘာကြောင့် wine လုပ်တယ်လဲဆိုတာကိုဝယ်တာဆိုတာတကယ်မှန်နေရောအဲ့ဒီ wine ရဲ့ဆွမ်းကကျွန်တော်တို့ရဲ့ဇီဝဗေဒဥနောက်ဖွဲ့စည်းပုံနဲ့လည်းဆက်ဆက်နေတယ်လို့ဆိုတယ်ဟုတ်ပါတယ် Sinek ကရှင်းပြတာကလေ wine ကဥနောက်ရဲ့အတွင်ပိုင်းကျွန်တော်တို့ရဲ့ခံစားချက်တွေဆုံးဖြတ်ချက်ချတာတွေယုံကြည်မှုသစ္စာဆောင်တည်မှုတွေကိုထိန်းချုပ်တဲ့အစိပ်ပိုင်း limbic system လို့ခေါ်တယ်အဲ့ဒါနဲ့တိုက်ရိုက်ဆက်သွားလေတယ်ခံစားမှုဥနောက်ပေါ့ဟုတ် what နဲ့ဟောင်းကြတော့အပြင်ဘိုက်ကစင်ကြံုံတရားနဲ့ဘာသာစကားကိုထိန်းချုပ်တဲ့စိတ်ပိုင်း neocortex ပေါ့အဲ့ဒါနဲ့ပိုဆက်ဆက်တယ်ဒါကြောင့် why နဲ့ service ဆက်သွေးတဲ့အခါလူတွေရဲ့ logic ကိုပြောတာအထက်
ခံစားချက်ကိုတိုက်ရိုက်ထိတွေ့နိုင်တာကို မှန်တယ်ဒါကြောင့်ပိုခိုင်မာတဲ့ယုံကြည်မှုသစ္စာစောင့်တည်မှုတွေတည်ဆောက်နိုင်တာစင်ကြံုံတရားတသက်နဲ့ချင်းတာတာထက်ပိုပြီးတော့နှဆိုင်တယ် heart level အထိရောက်တယ်ပေါ့ အဲ့လိုစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကယုံကြည်မှုတိဆောက်ဖို့အဓိကဖြစ်သွားတာကိုလေ ဟုတ်တာပေါ့ဝိုင်ကတူညီတဲ့တန်ဖိုးထားမှုတွေရှိတဲ့သူတွေကိုစုစည်းပေးတယ်ငါတို့ကတအုပ်စုတည်းပဲဒီယုံကြည်ခြင်းကိုတူတူမျှဝေတယ်ဆိုတဲ့ခံစားချက် belonging ကိုဖြစ်စေတယ် အစုဖွဲ့စစ် ဒါကြောင့်ဝန်ထမ်းခွင့်တဲ့အခါမှာတော့စိုင်နက်ကအကြံပြုတာကရေချင်းတက်တက်ထက်ကိုယ့်ရဲ့ဝိုင်းနဲ့တန်ဖိုးထားမှုကိုက်ညီတဲ့သူကိုရှာဖွေဖို့ပဲ မော skill set attitude ပေါ့ Shackleton ရဲ့ Antarctica ခရီးစဉ်ကြော်ညာလိုမျိုးလား ဟုတ်တယ်အဲ့ဒီကြော်ညာကအញ្ញမ်းပြောင်မြောက်တယ်အနေရများမယ်အေးမယ်လာပေါင်းများစွာမောင်မိုက်နေမယ်အသက်ရှင်လဲပြန်လာဖို့မသေးချဘူးဒါပေမဲ့အောင်မြင်ခဲ့ရင်ဂုဏ်ယူစရာဖြစ်မယ်ဆိုပြီးရေးထားတာ ဟာဘသူလျှော့မလဲလို့တောင်ထင်ရတယ် ဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုအဲ့ဒီဝိုင်းစွန်းစားလို့စိတ်ဂုဏ်ယူလို့စိတ်ကိုတန်ဖိုးထားတဲ့လူတွေအများကြီးရှော့ခဲ့ကြတာသူက skill ရှိတဲ့သူထက် right attitude ရှိတဲ့သူကိုရွေးခဲ့တာ စိတ်ဝင်စားစရာပဲ Continental လေကြောင်းလိုင်းပြန်ပြီးအောင်မြင်လာတာလဲဒီလိုဝိုင်းကြောင်လို့ဆိုတယ် ဟုတ်ပါတယ်အဲ့မှာခေါင်းဆောင်တဲ့ Gordon Bethune ကလည်းကုမ္ပဏီကအရန်ဆိုးရွားနေတဲ့အခြေအနေမှာတာဝန်ယူခဲ့ရတာသူအရင်မုန်းလုပ်ခဲ့တာကဝန်ထမ်းတွေရဲ့ကောင်းကျိုးကိုဦးစားပေးတဲ့ဝိုင်းကိုပြန်တိဆော့ခဲ့တာ ဝန်ထမ်းတွေကိုအရင်ဂရုစိုက်တာပေါ့ ဟုတ်တယ်ယုံချုပ်ရဲ့အမြင့်ဆုံးအမှုဆောင်တွေပဲတွားရတဲ့အထက်ကိုလူတိုင်းတွားလာခွင့်ပေးလိုက်တယ် အော်တန်းတူထထွအောင် ပြီးတော့လေအချိန်မှန်ထုတ်ခွာနိုင်တိုင်းဝန်ထမ်းအလုံးကိုတယောက်ချင်းစီဒေါ်လာနဲ့ bonus ပေးတယ်အဲ့လိုမျိုးနေနဲ့ဝန်ထမ်းတွေရဲ့ယုံကြည်မှုနဲ့စိတ်ဓာတ်ကိုအရင်ဆုံးပြန်မြင့်တင်ခဲ့တယ်ယုံကြည်မှုရလာတော့မှလုပ်ငန်းကတိတိတတ်တာတိုးတက်လာတာ ဒါပေမဲ့ဝိုင်းကိုတိယုံပြောယုံနေတော့မပြီးသေးဘူးနော်စိုင်နက်ကနောက်ထပ်အရေးကြီးတဲ့အချက်၃ချက်ကိုပြောသေးတယ် ဟုတ်ကဲ့ရှင်းလင်းမှု clarity စီကံ discipline ပြီးတော့တစ်စိုက်မတီးဖြစ်မှု consistency ဆိုလိုတာကကိုယ်ဝိုင်းကပါလဲဆိုတာရှင်းရှင်းလင်းလင်းထီဖို့လိုတယ်ကိုရောအဖွဲ့ကြီးကိုရောရှင်းရှင်းလင်းလင်းပြောပြနိုင်ရမယ်ဟုတ်ပြီပြီးတော့စီကံ discipline ဆိုတာကကိုယ့်ရဲ့လုံဆောင်ပုံဟောင်းနေအားလုံးကအဲ့ဒီဝိုင်းနဲ့တလားနဲ့ဖြစ်နေဖို့ကိုက်ညီနေဖို့လိုတယ်ဝိုင်းကတစ်မျိုးလုပ်ပုံကတစ်မျိုးဖြစ်နေလို့မရဘူး မှန်တယ်နောက်ဆုံး consistency ကတော့ကိုယ့်ရဲ့ product တွေ service တွေပြောဆိုဆက်ဆံပုံတွေအပြုအမူတွေအားလုံးကကိုယ့်ရဲ့ဝိုင်းကိုအမြဲတမ်းထင်ဟပ်နေရမယ်တက်တည်ပြနေရမယ်ဆိုတာပေါ့ ဒါကို तू က the salary test ဆိုတဲ့ဥပမာလေးနဲ့ရှင်းပြတယ်ဟင်းနုနယ်စစ်စင်ကြီးပေါ့ The salary test ဘယ်လိုမျိုးလဲ ဆိုပါစို့ကိုယ့်ရဲ့ဝိုင်းကကြားမာရင်းနဲ့ညီညွတ်စွာနေထိုင်ဖို့ဆိုရင်ပေါ့လေ စူပါမားကတ်သွားတဲ့အခါဟင်းနုနယ် celery တို့သမင်းပေါင်းတို့ rice milk တို့လိုကြားမာရင်းနဲ့ညီတဲ့ဟာတွေဝယ်ရင်ကိုယ့်ဝိုင်းနဲ့ကိုက်ညီတယ် M&M's တို့ chocolate cake မွန်တို့ကဘလော့ပဲခုံးတယ်လို့သူများပြောကိုယ့်ဝိုင်းနဲ့မကိုက်ရင်မဝယ်သင့်ဘူးပေါ့ အော်ဆောင်ဖြတ်ချက်တိုင်းကိုကိုယ်ဝိုင်းနဲ့တိုက်စစ်တာပေါ့လေ ဟုတ်တယ်အဖွဲ့အစည်းတွေလည်းဒီလိုပဲစုံဖြတ်ချက်တိချတဲ့အခါအခွင့်လမ်းသစ်တီစဉ်းစားတဲ့အခါဒါငါတို့ရဲ့ဝိုင်းနဲ့ကိုက်ရလားဆိုပြီးအမြဲစစ်ဆေးနေရမယ် ဥပမာအနေနဲ့ Volkswagen ကသူတို့ရဲ့ပြည်သူကားဆိုတဲ့ဝိုင်းနဲ့လုံးဝမကိုက်တဲ့ဇင်ခံက patent ကိုထုတ်ခဲ့တယ် အဲ့ဒါမအောင်မြင်ခဲ့ဘူးနော် ဟုတ်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ဝိုင်းနဲ့လုံးဝဆန့်ကျင်တယ်လို့ဒါပေမဲ့ Toyota က Lexus ဆိုတဲ့ Zingan brand ကိုတီးတန့်ခွိုင်းထုတ်လိုက်တာကြတော့အောင်ကျင်းတယ်ဘာလို့လဲဆိုတော့ Toyota ရဲ့ wine reliability efficiency နဲ့မရောထွေးသွားအောင်တေချာစီမံခဲ့လို့ ရှင်းပါတယ်ဒါပေမဲ့အောင်မြင်မှုကတခါတလေဝိုင်းကိုမှွေးမိန်သွားစေတဲ့ဆိုတာလဲတတိပြုရမယ်လို့စိုင်းနေကဆိုတယ် ဟုတ်အဖွဲ့အစည်းတွေအကြီးကြီးဖြစ်လာတဲ့အခါအောင်မြင်မှုတွေရလာတဲ့အခါတိုင်းတာလို့ရတယ်ဝတ်ဒီအမြတ်အစွန်းတွေကိုပဲပိုးပြီးအာရုံစိုက်လာကြတယ်မူလစီအားထက်သန်မှုပေးခဲ့တဲ့ဝိုင်းကိုတဖြည်းဖြည်းမေ့သွားကြတယ် အဲ့ဒါကိုသူကလမ်းခွဲ the split လို့ခေါ်တယ်ဝိုင်းကနေတွေးဖေသွားတာပေါ့ Walmart ကဒီဥမာတစ်ခုလို့ဆိုနိုင်မလား ဟုတ်တယ်တီထောင်သူဆင်ဝေါ်တန်ရှိတော့ကသူတို့ရဲ့ဝိုင်းကတာမန်လူဒန်းစားတွေကိုဝန်ဆောင်မှုပေးဖို့အသိအဝန်းကိုကူညီဖို့ဆိုတာအရင်ရှင်းလင်းခဲ့တယ် သူတို့ကဝိုင်းကအရန်ခိုင်မာခဲ့တယ် သူမရှိတော့တဲ့နောက်ပိုင်းမှာတော့ကုမ္ပဏီကစေနှုန်းတက်တာချင်း what ဆိုတာကိုပဲအဓိကအာရုံစိုက်လာတယ် always low prices ပေါ့အဲ့ဒီ what ကိုပဲအလွန်ချန်ဖီလို့ရင်းနဲ့ဝန်ထမ်းတွေနဲ့ပြည်ထနာတွေအချို့တော်ပုံတွေဖြစ်လာပြီးကုမ္ပဏီရဲ့ဂုဏ်သတင်းနဲ့ယုံကြည်မှုကိုထိခိုက်ခဲ့တယ် အော်မူလဝိုင်းပြောက်သွားတာပေါ့နောက်ကို Costco နဲ့ယဉ်ကျေးရင်ကွာခြားတဲ့တွေ့နိုင်တယ်နော် Costco ကဝန်ထမ်းတွေရင်ကောင်းကျိုးကိုဆက်ပြီးဦးစားပေးတဲ့ wine driven approach ကိုထိန်းထားနိုင်တယ် ဟုတ်ကဲ့ Costco ရဲ့သစ္စာရှိတဲ့ customer နဲ့ဝန်ထမ်းတွေကတက်တည်ပဲလေ ဒီတော့အနစ်ချုပ်ရရင်တကယ်စစ်မှန်တဲ့စိတ်အားထက်သန်မှုသစ္စာဆောင်တည်မှုရေရှည်အောင်မြင်မှုဆိုတာက
ကိုယ့်ရဲ့ why ဘာကြောင့်လဲဆိုတော့ why ကိုရှင်းရှင်းလင်းလင်းသိမြင်ပြီးအဲ့ဒီပုံမှာအခြေခံပြီးလှုပ်ဆောင်ပြောဆိုဆက်သွယ်ခြင်းကနေလာတာပဲဆိုတာတွေ့ရတယ်ပေါ့ အတိအကျပါပဲလက်ဖြောင်းမှုကတော့ခဏတာအဖြေပဲပေးနိုင်တယ်ရေရှည်အဖက်တကယ်အလုပ်ဖြစ်တာက inspiration ပဲ ကိုယ့်ရဲ့ရွေချက်ကိုယ့်ရဲ့ why ကိုနားလည်ပြီးအဲ့ဒါကိုတဆိုင်မမဆက်သွယ်ပြောဆိုနိုင်စွမ်းကခေါင်းဆောင်တွေရောအဖွဲ့အစည်းတွေအတွက်ပါတကယ်တမ်းအရေးကြီးဆုံးအခြေခံတစ်ခုဖြစ်နေတာပေါ့လေ ဟုတ်ပါတယ်လောကမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ wine ကိုရှာတွေ့ပြီးအဲ့ဒါအတိုင်းရှင်းသန်တာကအဓိပ္ပာယ်ရှိစေတယ်လी ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တဲ့ start with wine အခြေခံသဘောတရားတွေကစီးပွားရေးခေါင်းဆောင်မှုနယ်ပယ်တွေမှာတာမကပဲတူးချင်းစီရဲ့ကိုယ်ပိုင်အလုပ်အကန့်ရွေးချယ်မှုတွေရည်မှန်းချက်ချမှတ်မှုတွေပေါ်မှာတော့ကိုယ့်ရဲ့ချင်းကပ်ပုံကိုဘယ်လိုပြောင်းလဲစဉ်းစားကြည့်လို့ရနိုင်မလဲဆိုတော့ကိုတော့စဉ်းစားစရာဖြစ်ချမ်းသာခဲ့ချင်ပါတယ်